င်းဆိုင်အတွင်းမှာနေကြတဲ့အုတ်ဂူတွေပေါ်မှာအိတ်ကြတဲ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာရှိတဲ့တင်းချိုင်းထဲမှာနေထိုင်ကြတဲ့လူတွေရဲ့ဘဝအခုဒီဗီဒီယိုမှာပြသထားတဲ့တင်းချိုင်းဆိုလို့ရှိရင်တော့မနီလာမြို့မှာကြီးတဲ့တင်းချိုင်းတစ်ခုလို့ပြောလို့ရတယ်ပြီးတော့လူနေထိုင်မှုအများဆုံးတင်းချိုင်းတွေကတစ်ခုလည်းဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တော့တို့ရဲ့အိမ်ပေါ့နော်စောက်လုပ်ထားတဲ့အိမ်အတွင်းပိုင်းထဲမှာကိုအုတ်ဂူတွေရှိနေတာဒီ content ကိုဖန်တီးထားတဲ့သူကပြောပြတာကကြတော့ဒီအုတ်ဂူတွေပေါ်မှာကလေးတွေကအိတ်ကြတယ်ဒီအုတ်ဂူတွေကိုရှင်ပြီးတော့တို့ကဂတင်ပုံစံလုပ်ထားတာမျိုးပေါ့နော်ဒီနေရာမှာပဲတို့စားတောက်ပြီးတော့နေထိုင်ကြတယ်တို့ကယာယီနေထိုင်တာမျိုးအလုပ်သဘောမျိုးဒီမှာနေထိုင်တာမဟုတ်ပဲနဲ့လုံးဝတတိတခြားဗီဒီယိုတွေနဲ့ TV တွေနဲ့အိမ်လိုမျိုးကိုစောက်လုပ်ပြီးတော့နေထိုင်နေကြတာ comment ထဲမှာဆိုလို့ရှိရင်လည်းလူတွေကတေပြီးရဲ့အချိန်မှာတော့မှအေးစစ်စစ်မနေရဘူးဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောကြတာမျိုးတွေလည်းရှိတယ်။ကွယ်လွန်သွားတဲ့သူတွေရဲ့မြုပ်ထားတဲ့အုတ်ဂူပေါ်မှာတို့ကအိတ်နေကြတာမျိုးပေါ့နော်ဒီနေရာလေးမှာဆိုလို့ရှိရင်တော့အုတ်ဂူနဲ့ဘေးချင်းကလျက်မှာတင်ဒီမိဖို့ခံလေးပါရှိတာကိုတွေ့ရတယ်အဲ့ဒီနေရာမှာအခုလိုမျိုးနေထိုင်ကြတဲ့သူတွေကလူရာနဲ့ချီပဲနေထိုင်ကြတာမဟုတ်ပဲねလူထောင်နဲ့ချီကိုဒီ community တစ်ခုတောင်မှဖြစ်နေပြီးအဲ့လိုမျိုးနေထိုင်ကြတာတချို့တွေဆိုလို့ရှိရင်ဒီမှာနေထိုင်ကြတာမျိုးဆက်30 40အထိတောင်မှဖြစ်နေပါပြီတဲ့လူတွေကခိုင်ခန့်တဲ့အုတ်ဂူတွေကိုအုံမြစ်လိုအသုံးပြုပြီးတော့တွတ်တွေမိုးပြင်ပြားတွေကာပြီးတော့နေထိုင်ကြတယ်ပြောရမယ်ဆိုရင်လေဒီနေရာကတီးချမျိုးငယ်လေးတစ်ခုလိုမျိုးတောင်မှဖြစ်နေပြီးဒီတင်းချိုင်းဝင်းအတွင်းမှာပဲပေါ့နော်စားတောက်ကုန်ဆိုင်လေးတွေလည်းရှိတယ်အင်တာနက်ကဖေးလိုမျိုးပေါ့တကယ်ဆိုင်အကြီးတော့မဟုတ်ဘူးအဲ့လိုဆိုင်အသေးလေးတွေလည်းရှိတယ်ဒီမှာနေထိုင်ကြတဲ့သူတွေကအုတ်ဂူကိုတန်ရှင်းလုပ်ပေးတာအုတ်ဂူအသေးတီးဆောက်တာအုတ်ဂူတွေကိုစေးတုပ်တဲ့လုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်ကြတယ်တချို့မိသားစုတွေဆိုရင်ဒီနေရာမှာ1950ခုနှစ်လောက်ထဲကနေထိုင်ခဲ့ကြတာသူတို့ရဲ့မြေးတွေမြစ်တွေကတော့မှပဲဒီအုတ်ဂူတွေကြားထဲမှာပဲမွေးဖွားလာခဲ့ကြတာပေါ့ဒီနေရာမှာလမ်းတွေရဲ့နာမည်တွေလည်းရှိတယ်ခလေးတွေကစားဖို့အတွက်ဆိုပြီးတော့ဘတ်စကတ်ဘောအားကစားကွင်းတွေအလှပြင်ဆိုင်တွေစားတောက်ဆိုင်တွေလည်းရှိတယ်အုတ်ဂူတွေကြားမှာ TV ကြည့်နေတဲ့သူတွေနဲ့ကာရာအိုကေဆိုနေတဲ့သူတွေကိုပါမြင်တွေ့ရနိုင်တယ်တေဆုံးကွယ်လွန်သွားတဲ့သူတွေရဲ့မိသားစုဝင်တွေကကြတော့ဒီတင်းချိုင်းမှာနေထိုင်နေကြတဲ့သူတွေပေါ့နော်သူတို့ဆွေမျိုးတွေသူတို့မိဘသူတို့မိသားစုဝင်တွေရဲ့အုတ်ဂူတွေကိုစောင့်ရှောက်ပေးဖို့တန်ရှင်းလုပ်ဖို့အတွက်ဆိုပြီးတော့ပတ်စံပေးကြတယ်အဲ့လိုနဲ့သူတို့တွေကနေထိုင်နိုင်နေကြတာအခုလိုမျိုးနေထိုင်တာကတရားဝင်တော့မဟုတ်ဘူးအစိုးရကဒီနေရာလူတွေကိုဖယ်ရှားဖို့အတွက်အကြိမ်ကြိမ်စ조사ခဲ့တယ်ဒါပေမဲ့စင်းရဲမွဲတေလုံးတဲ့အခါကျတော့သူတို့ကဒီနေရာကိုခဏခဏပြန်ပြီးတော့ရောက်လာကြတာနဲ့မဖယ်ရှားနိုင်ခဲ့ဘူးပေါ့ဒီနေရာအရန်ကိုထူးခြားစံပြလွန်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာသတင်းမီဒီယာတွေရောက်ရှိလာခဲ့ပြီးတော့ documentary ရိုက်တဲ့အထီကိုနာမည်ကြီးတယ်နိုင်ငံတကာသတင်းဌာနတွေနဲ့ documentary ရိုက်ကိုတဲ့သူတွေအရန်သဘောကျတဲ့နေရာခဏခဏလာပြီးတော့ပေါ့နော်အခုလိုမျိုးရုပ်သံဗီဒီယိုဖိုင်တွေဖန်တီးကြတဲ့နေရာလည်းဖြစ်တယ်အဓိကတော့စင်းရဲမွဲတင်မှုကြောင့်ပါပဲမနီလာမြို့မှာဆိုလို့ရှိရင်အိမ်ငှားကဈေးကြီးတဲ့အတွက်ကြောင့်မို့လို့လူတွေကအိမ်ငှားပြီးတော့မနေနိုင်ကြဘူးဒီလိုနဲ့အလကားနေလို့ရမယ်တတ်တာတဲ့နေရာကိုရှာနေနေမှာဒီနေရာကတော်တော်လေးကိုကြီးတဲ့နေရာတစ်ခုမြို့ငယ်လေးတစ်ခုလိုကိုဖြစ်လာခဲ့တယ်ဒီတင်းချိုင်းထဲမှာနေထိုင်တဲ့ကလေးတွေကြောင်းတက်လို့ရအောင်လို့အစိုးရကျောင်းတွေလည်းရှိတယ်လို့မျိုးဒီတင်းချိုင်းဝင်းထဲမှာပဲစာသင်ပေးတဲ့နေရာတွေလည်းရှိတယ်တရားမဝင်တဲ့နေရာဆိုတော့ရေနဲ့လျှက်စစ်ဘလို့တွေ့တန်းကြလဲဆိုရင်တော့တရားမဝင်ရေနဲ့လျှက်စစ်တွေ့တန်းမှုတွေရှိရပေါ့နော်ဒါပေမဲ့ဒီအခက်အခဲတွေကတော့ရှိနေသေးပါပဲဒီအခြေအနေကဖိလစ်ပိုင်ရဲ့ဒီလူမှုရေးနဲ့စီးပွားရေးကွာခြားချက်ကိုပြနေတဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့အကြောင်းအရာလေးကတော့ဒီအထိပါပဲ